ဒီနေ့ merchant rate အကောင့်ထဲကနေပြီးတော့မှမြန်မာနိုင်ငံကိုပေါ့နော်ကျွန်တော်တို့ KP ဘယ်လိုလွှဲရလဲဒါကျွန်တော်တို့ diet အကောင့်ထဲကိုဘယ်လိုထည့်ရလဲဆိုတာလေးကိုကျွန်တော်ဒီနေ့လုပ်ပြပေးသွားပါမယ်ဒါကျွန်တော်တို့လည်းတောက်လျှောက်လာမေးထားလို့မတည်သေးတဲ့သူတွေအတွက်ပေါ့နော်အဓိကယူရပြီးတော့မှလုပ်ပေးတာဖြစ်ပါတယ်ကျွန်တော်တို့ merchant rate အကောင့်ထဲကိုရောက်ပြီဆိုတာနဲ့ပေါ့နော်ဒီမှာပေါ့နော်စဆိုတဲ့ဟာလေးနှိပ်လိုက်ပါပြီးရင်တော့ဒီမှာပေါ့နော် remedies ဆိုတာလေးရှိတယ်ပေါ့နော်အဲဒီကောင်လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားရင်တော့ဒီမှာပေါ့နော်ကျွန်တော်တို့ဒီ select ဆိုတဲ့နေရာလေးမှာပေါ်လေးနည်းနည်းတက်ဆွဲတင်လိုက်မယ်ဒီမှာမြန်မာပေါ့နော်မြန်မာကိုရွေးလိုက်မယ်ပြီးရင်တော့ဒီနေရာမှာပေါ့နော်ကျွန်တော်တို့ KP လွှဲမှာဆိုတော့ KP zap pay ဆိုပြီးတော့မှနှိပ်လိုက်မယ်ဒီမှာအရင်ဆုံးငွေဈေးစစ်ကြည့်လိုက်မယ်ပေါ့နော် just နှိပ်လိုက်လို့ရှိရင်ဒီမှာငွေဈေးဘယ်လောက်ရှိတယ်ဆိုတာပြပေးပါတယ်1040ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကောင်ပြန်ဖြတ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဘယ်လောက်လွှဲမလဲပေါ့နော်လွှဲမဲ့အမောက်ကိုဒီဘက်ချမ်းမှာပဲပေါ့နော်ရေးပေးလိုက်ပါကျွန်တော်တသိန်းလွှဲမယ်ပေါ့နော်တသိန်းလွှဲမှာဆိုရင်ဒီမှာ66ကျပ်နဲ့မှာ15ပြားပဲကျတယ်ပေါ့နော်ဒီဘက်မှာပြပေးထားတယ်အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာ next ဆိုတာလေးနဲ့တွားလိုက်မယ်တွားပြီးသွားရင်တော့ဒီအောက်ကကျွန်တော်လွှဲပြီးသားအကောင့်နံပါတ်တွေပေါ့နော်ဒီပေါ်မှာဒီ as new receiver ဆိုတာလေးကိုထပ်နေလိုက်မယ်ပေါ့နော်ဒီနေရာမှာဒါကျွန်တော်တို့ first name ပေါ့နော်သူ့ရဲ့နာမည်လွှဲမဲ့သူရဲ့နာမည်ရှေ့ဆုံးလုံးကိုထည့်ပေးလိုက်ပါပြီးရင်တော့ဒီမှာ release နေရာမှာကျွန်တော်တို့ friend မှာရွေးပေးလိုက်မှာပေါ့နော်ပြီးရင်တော့ဒီမှာ mobile number ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ဒါကိုယ့်ရဲ့ဖုန်းနံပါတ်ပေါ့နော်လွှဲမဲ့ KB အကောင့်ဖုန်းနံပါတ်ကိုထည့်ပေးလိုက်ပါပြီးရင်တော့ဒီမှာပေါ့နော်959လေးနဲ့ပြောင်းပေးပါ959လေးနဲ့ပြောင်းပေးလိုက်ပါပြီးရင်တော့ဒီမှာပေါ့နော် next ဆိုပြီးတော့မှသွားလိုက်ပါဒီနေရာမှာဒါကျွန်တော်တို့ KB အကောင့်ရှိလားမရှိလားဆိုတာကို verify လုပ်အောင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လွှဲမဲ့ KB အကောင့်ရဲ့ဖုန်းနံပါတ်ကိုဒီမှာပဲထပ်ပြီးတော့ရိုက်ထည့်လိုက်ပေါ့နော်959နဲ့ပဲရိုက်ထည့်ပေးလိုက်ပါရိုက်ထည့်ပြီးသွားပြီဆိုရင်ဒီမှာပေါ့နော် verify လုပ်လိုက်ပါဒါဆိုရင်တော့ဒီမှာပေါ့နော်သူအကောင့် KB အကောင့်ရှိတယ်ဒီမှာသူကနာမည်နဲ့ဒီမှာပေါ့နော်အကောင့်ရှိတယ်ဆိုတာလေးပြထားတယ်ပေါ့နော်ဒီနာမည်ကဒါကျွန်တော်တို့ KB အကောင့်နာမည်မဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီရှေ့မှာထည့်ထားတဲ့ဒါကျွန်တော်နာမည်ပြပေးတာပါ KB အကောင့်ရှိတယ်ဆိုတာကိုတော့သူကပြပေးတယ်ဒါပေမဲ့ KB အကောင့်နာမည်ကိုတော့ပြမပေးဘူးပေါ့နော်ဒါလေးကိုတော့တစ်ချက်သတိထားစီခြင်းပါတယ်ပြီးရင်တော့ next နဲ့နှိပ်လိုက်ပြီပေါ့နော်ပြီးရင်ဒီကောင်လေးကိုဒီ resi လေးကိုလည်း screenshot ရယူထားရင်လည်းရတယ်ရယူဆိုလို့ရှိရင်လည်းဒီမှာ continue ထပ်နေလိုက်မယ်ပေါ့နော် okay ပြီးရင်တော့ဒီညမှာပေါ့နော်ကျွန်တော်တို့ဗာထည့်ပေးရမလဲဆိုတော့ဒီမှာ save ဆိုတာလေးကိုထည့်ပေးလိုက်ပေါ့နော် save ဆိုတာလေးကိုထည့်ပေးလိုက်ပါပြီးရင်တော့ဒီညမှာကျွန်တော်တို့ဒါဘယ်ပတ်ဆက်ဘယ်လိုဝင်ထားရလဲပေါ့နော်ဒီမှာပေါ့နော်ဒီ business အင်္ဂါလည်းရတယ်ဒီမှာဒီကောင်လေးထည့်ပေးလိုက်ရတယ်ပြီးရင်တော့ဒါကျွန်တော်တို့ဒီမှာ next ဆိုတာလေးနှိပ်လိုက်မယ်ပေါ့နော်ဒါဆိုရင်တော့ဒါ select file လေးကြာလာပြီကျွန်တော်တို့ KB လွှဲတဲ့အကောင့်ဖုန်းနံပါတ်အကောင့်နံပါတ်ပေါ့နော်တခြားလေးပြန်စစ်မယ်ပြီးရင်ဒါလွှဲထားတဲ့ငွေအမောက်ပေါ့နော်ဒီမှာသူကလွှဲက17ချက်ပေါ့နော်ပေးရပါတယ်ဒါကျွန်တော်တို့လွှဲက17ချက်ကတော့ပုံမှန်ပေးရတယ်ဒီအောက်မှာအောက်ဆုံးအနီစာတန်းလေးနဲ့ပြထားတာတော့ဒါကျွန်တော်တို့ဒီလွှဲတဲ့အနာအမောက်ပေါ့နော်ဒါလေးတစ်ချက်ရှိတယ်အကုန်လုံးကြည့်ပြီးလို့မှန်ပြီဆိုရင်ဒါ agree ဆိုတာလေးနေရာမှာအမှန်ချင်းလေးချစ်ပေးလိုက်ပေါ့နော်ချစ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာအောက်က make payment ဆိုတာလေးကိုနှိပ်လိုက်ပေါ့နော် make payment ဆိုတာနှိပ်လိုက်လို့ရှိရင်သူကဒီမှာကုန်းနံပါတ်ချပေးပါလိမ့်မယ်1939ခုပေါ့နော်ခေါင်းလေးပါဒါလေးရိုက်ထည့်လိုက်ပါဒါဆိုရင်တော့ဒါကျွန်တော်တို့လွှဲလိုက်တာအောင်မြင်သွားပါပြီဒီမှာဒီကောင်လေးကို screenshot ရိုက်ယူထားလိုက်ပါပြီးရင်တော့ဒါကျွန်တော်တို့ back လေးနဲ့ပဲပြန်ထွက်လိုက်မယ်ပေါ့နော်ဒါဆိုတော့နှိပ်လိုက်မယ်ပြီးရင်ဒီမှာဒီနေရာကိုပြန်ထွက်လိုက်တဲ့အခါမှာ history ဆိုတာရှိတယ်ပေါ့နော်အပေါ်မှာ history ဆိုတာရှိတယ်အဲ့မှာဒီကောင်ဝင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာပေါ့နော် processing ဆိုတာလေးပြတယ်ပေါ့နော်ဒီဘက်မှာ complete ဆိုတာလေးဖြစ်သွားမှာကျွန်တော်တို့ပတ်ဆက်ရောက်တာဖြစ်ပါတယ်ရောက်ပြီးသားကောင်တွေဆိုရင်ဘယ်လိုပြလဲဆိုတော့ဒီမှာပေါ့နော်အစိမ်းရောင်လေးပြတယ်ပေါ့နော်ကျွန်တော်ကူလဲထားတဲ့ဟာအဝိုင်အောင်လေးဒီကောင်ရောက်ပြီးသားကောင်တွေအစိမ်းရောင်လေးပြတယ်ပေါ့နော်ဒါမျိုးလေးရှိပါတယ်အဲ့တော့ဒီ merchant rate ကောက်ကပေါ့နော်ဒါကျွန်တော်တို့ KB ဓာတ်ရိုက်လွှဲရုံနဲ့မကဘူးနောက်ထပ်ပေါ့နော်ဒီဖုန်းဒါဖုန်းပေထည့်တာတွေဒါကျွန်တော်တို့ဒီနိုင်ငံချင်းကတ်တူကတ်လွှဲတာတွေ drain down transfer ဆိုတာရှိသေးတယ်ပေါ့နော်တချို့ညီကိုတွေ drain down ကိုမတည်သေးတဲ့လူတွေပေါ့နော် drain down ဘယ်လိုဖွင့်ရလဲအကောက်ကူးမှစဖွင့်ကားစားဆိုရင် drain down မရတာတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်နောက်နေ့ကျမှဗီဒီယိုလေးတစ်ပုတ်ထပ်ပြီးတော့မှလုပ်ပေးပါမယ် drain down ဆိုတာဒီကောင်လေးပေါ့နော်ဒီကောင်လေးမပွင့်သေးတဲ့လူတွေကကြတော့ကျွန်တော်တို့ upgrade လုပ်လို့ရပါတယ်ကျွန်တော်နောက်နေ့မှာဒါဗီဒီယိုလေးတစ်ပုတ်နဲ့ကျွန်တော်လုပ်ပြီးတော့မှတခြားလေးပြပြီးတော့မှပြန်လာခဲ့ပါမယ်နောက်ထပ်သိချင်တဲ့အကြောင်းအရာလေးရှိလို့ရှိရင် comment မှာမေးခဲ့ပေးလို့ရပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ကျွန်တော်ကတော့ဇင်ကြီးပါ